ညလယ်မှာရန်ကုန်မြို့ရဲ့အကြီးဆုံးကလပ်တစ်ခုမှာလူတွေပျော်ပါနေကြတယ်။မီးအောင်စုံတွေအောက်မှာဆင်မင်းပေါ်က DJ တေဘယ်မှာတော့ DJ ဆာကူရာတို့နာမည်ကြီးရဲ့ညိုဆိုးရဲ့အမျိုးသမီးတစ်ယောက်ကဂီတတွေကိုတက်သွင်းနေတယ်။သူမရဲ့သချင်းတွေကပရိသတ်တွေကိုဆွဲဆောင်နေပြီးတော့မြို့ရဲ့ခန်းစားချက်တွေကိုလည်းအပြည့်အဝဖော်ပြနေတယ်။သူမရဲ့စွမ်းရည်တွေကပရိသတ်တွေစီကိုကူးဆက်သွားသလိုပါပဲ။ညိုဟာမိဘမဲ့တစ်ယောက်ဖြစ်ပြီးတော့ငယ်စဉ်နဲ့စိတ်တက်မကောင်းတဲ့အတော်တစ်ယောက်ကမွေးစားထားတယ်။အတော်ရဲ့ဆိုးသွမ်းတဲ့ပြုမှုတွေကြားမှာညိုဟာပင်ကိုယ်အပြင်စိတ်ထားကောင်းပေမဲ့လည်းရင်ထဲမှာတော့အညိုကြီးရဲ့စိတ်သက်တွေအမြင့်တင်နေတယ်။သူမရဲ့တူဦးသီးသောအကိုရာနဲ့အရင်နေ့ဆုံးတကယ်ချင်းကတော့ရှင်းသက်ကဂေးတစ်ယောက်ဖြစ်ပြီးတော့ညိုရဲ့ဘောမှာအမြဲတမ်းဘေးကနေရက်တည်ပေးခဲ့သူပေါ့။ညိုဟာစိတ်နေပြီးတော့ဂီတကိုဖန်တီးနေတော့မီးအောင်စုံတွေကြားသူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံသတိထားမိလိုက်တယ်။အဲ့မျက်လုံးတွေကတောက်ပပြီးတော့သူ့ကိုဆွဲဆောင်နေသလိုပဲ။ညိုသချင်းဖြော်ပေးပြီးလို့အနားယူနေချိန်မှာအဲ့လူကညို့စီကိုရောက်လာတယ်။ခံညာချုံမောပြီးတော့ကြည့်လိုက်တာနဲ့တထေးသားမှန်သိတာတယ်။သူကအနားကိုကပ်လာပြီးတော့မင်္ဂလာပါမတ်ဆာကူရာမင်းတချင်းတွေကတော်တော်ကောင်းတာပဲ။အဲ့လိုပြောလိုက်ပါတယ်။သူ့အတန်နှွေးထွေးနေပြီးတော့နားဆန့်သူကိုဆွဲဆောင်နိုင်တယ်။ညိုကအနှဲငယ်ပြုံးလိုက်ပြီးတော့ကျေးဇူးတင်ပါရဲ့။ဒါပေမဲ့နာမည်ရှိမှတော့မာကြီးထက်မကောနိုင်ပေါ့။ဆာကူရာဆိုဆာကူရာပဲပေါ့။ညိုကအဲ့လိုလေးပြန်ပြောလိုက်တော့သူကရီးတက်တက်အပြုံးလေးနဲ့ကျွန်တော်နာမည်အာကာပါဖြစ်နိုင်မယ်ဆိုရင်မင်းရဲ့နာမည်ရင်းရောသိခွင့်ရှိမလားအဲ့ချိန်မှာညိုကကျမနာမည်ညိုပါညိုဟုတ်လားဆာကူရာကလည်းဟုတ်တယ်လေညိုဘာလဲမညိုလို့ခေါ်ခြင်းသေးရလားထပ်ပြီးတော့အာကာရဲ့မခိုးတွေးကိုအပြုံးလေးကိုထပ်မြင်လိုက်ရပါတယ်ဟုတ်ပါဘူးဗျာညိုဆိုတော့နာမည်လေးရချစ်စရာလေးနော်မင်းရဲ့ DJ နာမည်ဆာကူရာဆိုတာလဲကျွန်တော်ကြိုက်ဆုံးပန်းနာမည်လေကျွန်တော်ကဆာကူရာပန်းကိုရမ်းကြိုက်တာညိုကအံ့ဩပါတယ်သူတို့နှစ်ယောက်ရဲ့ပထမဆုံးတွေ့ဆုံခြင်းမှာပဲသူမရဲ့ DJ နာမည်ဖြစ်တဲ့ဆာကူရာပန်းအကြောင်းကိုအာကားပြောပြလာတော့သူမရဲ့ရင်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာတယ်သူမကိုအမြဲတမ်းထိကြံအောင်ထားခဲ့တဲ့အတော်နဲ့ဘဝရဲ့ခါသိမ်းမှုတွေကြားမှာခုလိုနှွေးထွေးတဲ့စကားမျိုးကြားလိုက်ရတော့သူမရဲ့စိတ်ထဲမှာရမ်းနှူးညံ့သွားတယ်အဲ့ဒီညမှာပဲသူတို့နှစ်ယောက်ကစကားစမိပြောရင်းနဲ့အာကားထပ်ပြောလိုက်တယ်။မင်းရဲ့သချင်းတွေထဲမှာစိတ်ဝင်နေတစ်ခုရှိရတဲ့နဲ့ငါ့ကိုတော်တော်လေးဆွဲဆောင်နိုင်တယ်။ညို့ရဲ့စိတ်ထဲမှာအာကားပေါ်စိတ်ဝင်စားမှုတွေစတင်လာခဲ့ပါတယ်။အာကားနဲ့သူနဲ့တွေ့ဆုံခြင်းကကြံကြမိုင်းဖန်တီးမှုပဲလား။ဒါမှမဟုတ်တခြားတစ်ခုခုကြောင့်လား။အာကာနဲ့တွေ့ပြီးတော့ညို့ရဲ့ဘဝပို့ပြီးတော့ပြောစရာကောင်းလာတယ်။သူတို့ညောက်ကဖုန်းနံပါတ်တွေဖလှယ်ကြပြီးတော့မကြာခဏဆိုလို့တွေ့ဆုံပြကြတယ်။အာကာညို့ရဲ့ DJ ပွဲတွေကိုအဆက်မပြတ်လာကြည့်ရဲ့။သူမရဲ့သချင်းတွေကိုလည်းပထမအဆုံးနားထောင်ပြီးတော့အားပေးခဲ့တယ်။ညို့လည်းအာကာနဲ့စကားပြောရင်သူမရဲ့ဂီတအကြောင်းသူမရဲ့ခန်းစားချက်တွေကိုပုံမှန်လေးပြောပြလာတယ်။သူမရဲ့ခါးသီးတဲ့ငယ်ဘဝအကြောင်းမွေးစားတော်ရဲ့ဆိုးသွမ်းမှုအထိဖွင့်ပြောလာတယ်။မင်းလေးဘယ်လောက်တောင်စူးစမ်းခဲ့ရလဲညို့ကိုမင်းပေးတာမှမျက်ရှိနေပေးမယ်ဘယ်တော့မှမင်းတို့တယောက်တည်းမထားခဲ့ဘူးအဲ့လိုအာကာနုနုညံ့နဲ့ပြောပြလာခဲ့တယ်မျိုးရဲ့စိတ်ထဲအာကာပေါ်ယုံကြည်မှုတွေတိုးလာတယ်အာကာသူမရဲ့ဘဝထဲရုတ်တရက်ရောက်လာတဲ့အလင်းရောင်တစ်ခုလိုပဲသူမရဲ့အညိုကြီးရဲ့စိတ်ဓာတ်တွေအားလုံးလည်းလေထဲမှာပျောက်ကွယ်သွားသလိုခံစားရတယ်အာကာသူမရဲ့ဘဝကိုအလင်းရောင်ပေးခဲ့ရလို့ညိုကယုံကြည်နေခဲ့တယ်တညမှာတော့အာကာညိုရဲ့စတူဒီယိုရောက်လာတယ်ညိုကတချင်းတဲ့ဘက်ကိုတိခတ်ပြနေတယ်တချင်းကနူးညံ့ပြီးနားဆင်သူလည်းတော်တော်ဆွဲဆောင်နိုင်တယ်။ညိုကအာကာကိုကြည့်ပြီးတော့ဒီတချင်းလေးကကျမတို့နှစ်ယောက်ပထမဆုံးတွေ့ဆုံခဲ့တဲ့နေရာခံစားချက်တွေကိုအခြေခံပြီးတော့ဖော်ဖော်ထားတာ။ညိုကအဲ့လိုပြောလိုက်တော့အာကာအော်ရဂျီနဲ့ကြည့်လိုက်တယ်။သူတို့နှစ်ယောက်အချိန်ကြော်ကြာတွေ့ဆုံပြင်းနဲ့တနေ့မှာတော့အာကာညိုကိုစိတ်ဝင်စားနေတဲ့အကြောင်းဖွင့်ပြောလိုက်တယ်။အဲ့လိုနဲ့ပဲသူတို့နှစ်ယောက်တွဲဖြစ်သွားတယ်။ညိုနဲ့အာကာတို့ရဲ့ဇလန်းလေးကတဖြည်းဖြည်းနဲ့နှဆိုင်လာပြီးတော့လှုပ်ဝက်တဲ့အရေးမဲတွေစတင်လာခဲ့ပါပြီ။အာကာတတိယဖြစ်တဲ့အတွက်သူ့ဘဝဝင်ကျင်မှာကောင်မလေးတွေဝမ်းဝမ်းလည်နေအောင်ညိုတိထားမိလိုက်ပါတယ်။ဒါပေမဲ့အာကာသူ့ပဲချစ်ကြောင်းအမြဲတမ်းအာမခံနေတဲ့အတွက်ညိုဝါလေးယုံကြည်ခဲ့ပါတယ်။သူမရဲ့အညိုကြီးရဲ့စိတ်ဓာတ်ကညိုရဲ့အညိုကြီးရဲ့စိတ်ဓာတ်တွေကအာကာပေါ်ရှင်းရှင်းနဲ့ဖုံးအုပ်နေခဲ့တယ်။ဒီနေ့မှာတော့ညိုရဲ့မန်နေဂျာကိုကောင်းကညိုကိုလာတွေ့ရ။မျက်နှာထားတင်းမာနေရဲ့ညိုနေအာကာနဲ့ပတ်သက်ပြီးတော့တေချာစဉ်းစားမှုလိုပြီးထင်တယ်အဲ့လိုပြောလိုက်တော့ညိုကစိတ်မသက်မသာဖြစ်သွားတယ်ဘာဖြစ်လို့လဲကို
အဲ့လိုနဲ့ကိုကောင်းကလည်းငါမင်းကိုမပြောသင့်ဘူးလားမသိဘူးဒါပေမဲ့ငါမင်းအတွက်ဆိုရင်လို့အာကာတရားเจ้าနဲ့တွဲနေရဆိုပြီးသတင်းတွေထွက်နေတယ်ကိုကောင်းကအဲ့ဒီစကားကိုခက်ခက်ခဲခဲပြောလိုက်ရတယ်ညို့ရဲ့ကဘာတစ်ခုလုံးပြိုလဲသွားသလိုခံစားရတယ်မဖြစ်နိုင်ဘူးလို့ပဲသူစိတ်ထဲမှာထင်နေတယ်ငါကိုယ်တိုင်တွေ့ခဲ့ရညို့ကဖေးတစ်ခုမှာသူတို့ညောက်တော်တော်လေးရင်းရင်းနှီးနှီးထိုင်နေကြတာနေစုံစမ်းတဲ့နဲ့နော်အဲ့လိုပြောလိုက်တော့ညို့ရဲ့ရင်ထဲမှာမီးရတဟုံဟုံတောက်လာတယ်သူမရဲ့အညိုကြီးရဲ့စိတ်သက်တွေကပြန်လဲနိုးထလာတယ်ချက်ချင်းပဲသူကရှင်းသက်စီကိုဖုန်းခေါ်လိုက်တယ်ရှင်းသက်ငါ့ကိုကူညီပါအောင်အကနောက်ကိုလိုက်ချင်လို့ရှင်းသက်ကညို့ရဲ့အတန်ပြောင်းလဲမှုကိုချက်ချင်းသိလိုက်တယ်လူဘာဖြစ်လို့လဲစိတ်ချောရှင်းသက်ပြန်ပြောလိုက်တယ်သူသစ္စာဖုံးနေလို့ငါထင်တယ်ရှင်းသက်ငါအဲ့ဒါကိုကိုယ်တိုင်မြင်ချင်တယ်အဲ့လိုပြောရင်းနဲ့ညိုနဲ့ရှင်းသက်နှစ်ယောက်အတူအကနောက်ကိုလိုက်ခဲ့ကြတယ်အကတရားတယောက်နဲ့လက်ချင်းတွဲပြီးတော့ပျော်လို့ရှင်လို့ပေါ့အဲ့ဒီပုံစံကိုညိုမြင်လိုက်တဲ့ချိန်မှာညိုရဲ့နှလုံးသားစိတ်စိတ်ဝင်ဖြစ်သွားတယ်သူမရဲ့ငယ်ဘဝနာကျင်မှုတွေမိမမဲ့ဘဝရဲ့အထီးကျန်မှုတွေမွေးစားတော်ရဲ့နှိမ့်ဆက်မှုတွေအားလုံးကပေါင်းဆက်ပြီးအကားပေါ်ထားတဲ့မေတ္တာတွေကိုအညိုးဖြစ်ပြောင်းလဲလိုက်တယ်။အညိုးရဲ့စိတ်ထဲမှာမင်းတီတိုင်လွတ်မြောက်မှမထင်နဲ့ဆိုပြီးကျင်းဝါနေခဲ့ပါတယ်။အကားရဲ့သစ္စာဖောက်မှုကြောင့်ညိုးရဲ့စိတ်ကမာကျောလာပါတယ်။ဒီမရဲ့ဂီတတွေကပိုပြီးပြင်းထန်လာခဲ့တယ်။ပရိသတ်တွေက DJ ဆာကိုရဲ့သချင်းတွေထဲမှာအညိုးတွေဒေါသရဲ့နာကျင်မှုတွေရောရှက်နေရဆိုတော့ခံစားမိပါတယ်။ဒါကသူမရဲ့အမှုပညာလိုပဲသတ်မှတ်ခဲ့ကြပါတယ်။ညိုကအကားကိုလက်စားချေကိုဆုံးဖြတ်လိုက်ပါတယ်။ညိုရှင်းတဲ့အတူအကားရဲ့လှူရှားမှုတွေကိုလိုက်စုံစမ်းတယ်အကားရဲ့စီးပွားရေးလုပ်ငန်းတွေတူသွားလေးသွားထားရှိတဲ့နေရာတွေအလုံးအသေးစိတ်ဆောင်ကြည့်တယ်။မျိုးရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ဂီတလောကမှာသူမရဲ့နာမည်ကြီးမှုကိုအသုံးချပြီးအကားရဲ့လုပ်ငန်းတွေကိုတဖြည်းဖြည်းထိခိုက်အောင်စတင်လုပ်ဆောင်ခဲ့တယ်။အကားရဲ့ project တွေကိုဖျက်ဆီးခဲ့တယ်။သူ့ရဲ့လုပ်ဖို့ကပိုင်းတွေကြားမှာတန်တရားတွေကိုဖန်တီးခဲ့တယ်။ရှင်းတန်ဟာစိုးရိမ်တကြီးနဲ့မိလိုက်တယ်။မျိုးနေဒီထက်ပိုပြီးဘာလို့လုပ်ဖို့စိတ်ကူးတာလဲ။အဲ့ဒီအချိန်မှာညိုကသူ့အသက်ရှင်နေတဲ့တင်အောင်လုပ်မှရှင်းတတ်သူ့ဘဝပုံမှန်တိုင်းရှေ့ဆက်လို့မရအောင်လုပ်ညို့ရဲ့မျက်လုံးတွေကအေးဆက်နေတယ်တရက်မှာတော့ညိုကအာကားရဲ့အရေးကြီးဆုံးစီးပွားရေးစာချုပ်တစ်ခုကိုဖျက်ဆီးဖို့ကြိုးစားခဲ့သူမလောဝစာဝင်ရောက်ခဲ့မယ်လို့အာကားမမျှော်လင့်တာပါဘူးအာကားသူ့ရုတ်တရက်တွေ့တဲ့အချိန်မှာမင်းဘာလုပ်နေရလဲညိုကလက်ကြည့်ပြီးတော့အေးဆက်တဲ့ပြုံပြလိုက်တယ်မင်းငါ့ကိုလှုပ်ခဲ့တဲ့အတိုင်းမင်းရဲ့ဘဝကိုငါဖျက်ဆီးပြစ်မှာအာကားဒေါသကြီးနဲ့ညိုစီပြေးဝင်လာခဲ့သူတို့နှစ်ယောက်ရန်ဖြစ်ရင်းနဲ့ညုံငန်းပရိပေါက်နာကိုရောက်သွားတယ်လေတူးကတင်းမနေပြီးချင်းချောက်နေသလိုပဲအာကားညို့ကိုဖယ်ထုတ်ဖို့ကြိုးစားရင်းရုံငန်းပရင်ပေါက်ကနေပြုတ်ကျမလို့ဖြစ်သွားတယ်ညို့ရဲ့လက်ထဲမှာသူ့လက်ကိုဆွဲထားခဲ့မိပေမဲ့သူမရဲ့မျက်လုံးထဲမှာအညိုးရည်နဲ့ဖုံးလွှမ်းနေတယ်အဲ့အချိန်မှာညိုကသူ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးတော့သူမရဲ့ရင်ထဲမှာအမုန်းတိမှုတွေဖုံးလွှမ်းနေပေမဲ့တစ်ချိန်ကဒီလိုကိုတတ်ထက်ဆုံးချစ်ခဲ့မှုတဲ့အချစ်ကလည်းနာကျင်စွာခံစားနေရတယ်။အဲ့အချိန်မှာညိုကငါမင်းကိုငါလက်နဲ့ပဲတတ်ချင်တယ်။မင်းချေရပြောခဲ့ဘူးပဲလေ။ဆာကူရာပန်းကမင်းရဲ့အကြိုက်ဆုံးပန်းပါလို့။မင်းရဲ့ချစ်ကလည်းဆာကူရာပန်းလိုပဲနော်။ပွင့်ချိန်တိုးတောင်းပေမဲ့အလားဆုံးချိန်မှာအပြေးဝပွင့်လန်းပြီးအသက်လုံးမမေ့နိုင်တဲ့အမတ်တရားကိုဖန်တီးပေးခဲ့လို့အဲ့အမတ်တရားတွေကိုငါဘယ်တော့မှမဖြောက်ဖြတ်ဘူး။ငါခံစားသလိုမင်းလည်းခံစားရစေမယ်ဆိုပြီးတော့ညိုကနာကြီးစွာပြောပြလိုက်ပါတယ်ထိုစဉ်မှာပဲလက်စီးတစ်ချက်လင်းသွားပြီးမိုးချိန်တန်ကျဲလောင်စွာထွက်ပေါ်လာတယ်အကားရဲ့ခန္ဓာကိုယ်ကနေပန်းအောင်တောက်လင်းနဲ့ထွက်ပေါ်လာပြီးလေထဲကိုပြန့်နှံ့သွားသလိုခံစားရတယ်ညိုရဲ့လက်ထက်ကအကားကိုကလည်းဖြတ်ခနဲပြောက်ကွယ်သွားတယ်သူလုံးဝပြောက်ကွယ်သွားသလိုမဟုတ်ဘဲနဲ့ပုံရဲရောက်လို့ပြောက်ကွယ်သွားတယ်ညိုကအံ့ဩတုန်လုံးစွာကြီးနေမိတယ်အကားဘယ်ရောက်သွားလဲသူသေသွားလားဒါမှမဟုတ်ခြားဘယ်နေရာကိုရောက်သွားလဲညိုရဲ့စိတ်ထဲမှာမိခိုးနေနဲ့ပြည့်နေတယ်အကာရဲ့ပြောက်ကွယ်သွားတဲ့နေရာမှာကြံနေခဲ့ပြလိုဖျောင်းဆက်လိုအရာဝတ္ထုလေးကိုတွေ့လိုက်တယ်။ညိုကအဲ့ဒီအရာလေးတွေကိုကောက်ယူလိုက်တယ်။သူမလက်ထဲမှာပဲထားပြီးသူမသိမ်းထားတယ်။အကာကတော့သိသလိုပြောသလိုနဲ့သူ့ကိုလည်းဘယ်သူမှရှာမတွေ့ခဲ့ကြပါဘူး။တညမှာတော့ညိုကနိုင်ငံခြားနာမည်ကြီးကလပ်တစ်ခုမှာ DJ တီးနေနေသူမရဲ့ DJ ကောင်ဘေးမှာကြောင်လေးတစ်ကောင်ရောက်လာပြီးသူမရဲ့ခြေရောက်ကိုလာပြီးပုတ်တက်နေတာသတိထားမိလိုက်ပါတယ်။ညိုကအံ့ဩပါတယ်ဒီလိုကလပ်မျိုးမှာကြောင်လေးတစ်ကောင်ဘာလို့ထူးဆန်းစွာရောက်နေရပါလဲသူမကကုန်းပြီးတော့ကြောင်လေးကိုကြည့်လိုက်တယ်ထိုကြောင်လေးရဲ့မျက်လုံးကအာကာရဲ့မျက်ဝန်းနဲ့တူနေတယ်လို့ပဲလို့ခံစားလိုက်ရတယ်နှွေးထွေးပြီးတော့နာကျင်မှုနဲ့ရောရှက်နေတဲ့မျက်လုံးတွေပေါ့ညို့ရဲ့နှလုံးသားရုတ်တရက်ရက်တန့်သွားတယ်လို့ခံစားရတယ်ဒီကြောင်လေးကအာကာလားသူမရဲ့အညိုးကြောင့်သူဒီလိုပုံစံနဲ့ပြန်ပေါ်လာခဲ့ရလားကြောင်လေးကညို့ကိုစိုက်ကြည့်နေတယ်
ညို့ရဲ့မျက်ရည်တွေစီးကျလာပါတယ်သူမရဲ့အညိုသူမရဲ့ချစ်ချင်းသူမရဲ့နာကျင်မှုတွေအားလုံးကဒီကြောင်လေးစီမှာပြန်လဲဆူဆောင်းနေသလိုခံစားရတယ်အာကတကယ်ပဲတိမ်မသွားခဲ့ပဲညို့ရဲ့အညိုတွေကြောင့်ဒီလိုပုံစံနဲ့ပြန်ပေါ်လာခဲ့ရလားဒါမှမဟုတ်ဒီကြောင်လေးကအာကဝဉ္ဉေရဲ့တစ်စိတ်တစ်ပိုင်းပဲလားညိုကအဲ့လိုတွေးမိနေပါတော့